Hello အားလုံးပဲမင်္ဂလာပါကျွန်တော်က Goofy Creator ပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်နောက်ကတော့ဖယုံကြီးကြေးပါလိမ့်ပေါ့နော်ကျွန်တော်ရှင်းပါဆိုရင်တော့ဟုတ်လေအဲ့ဒါဘာကြီးလဲအကြည့်ရောဘာကြီးလဲအတုံးဘယ်သူလာချထားဟုတ်ဟာရောကောင်းလိုက်ဟုတ်ဒါလေကားပဲကွာဒီလေကားကိုဘယ်သူလာစောက်လာလဲဟုတ်မနေ့ကဒါကျွန်တော်လုပ်ထားတာဖြစ်ပါတယ်ခင်ဗျာဘာလို့ဘယ်လိုလုပ်လဲဆိုတော့သိချင်တော့ကျွန်တော် channel ကို like and subscribe လေးလုပ်ပေးဖို့အကြံပြုချင်ပါတယ်ခင်ဗျာကျေးဇူးပါဒါဆိုရင်ပြီးသွားပါပြီဟိုစတာအရင်ဆုံးလောက်ရမှာဒီမှာပစ္စည်းလေးတွေကတော့လူမဲပေါ့နော်ကျွန်တော်ပြထားတဲ့အောက်ကပစ္စည်းလေးတွေကဒီမှာလေကားအထစ်လေးခံလိုက်တော့ဒီမှာသေးသေးလေးပဲလုပ်ပြတော့မယ်ပေါ့နော်တင်တော့ကြိုက်တယ်လို့ပဲလုပ်လိုက်အရင်ဆုံးဒီလိုမျိုးအပြားလေးပေါ့နော်အဲ့ဒါလေးလိုရတယ်ပြီးရင်ဒီမှာလေကဒါလေးရဲ့အထစ်လေးခံလိုက်မယ်ဟုတ်ပြီးရင်ဒီမှာအဲ့လိုလုပ်လိုက်ပြီးသွားရင်ဒီမှာ sticky piston ထည့်မယ်ပြီးရင်ဒီမှာအဲ့လိုမျိုး sticky piston လေးကိုရေးထားလိုက်ပြီးသွားရင်ဒီမှာအဲ့လိုတသားဘလော့လေးတွေကိုထပ်ထားပါတော့ဒီက item flame လေးကိုဒီမှာထားလိုက်ဒီမှာကြိုက်တဲ့ item ထားလို့ရတယ်ဗျာပြီးသွားရင်ဒီမှာထပ်ပြီးတော့ထပ်ရှိသေးတဲ့ဒီကတော့ဘယ်လိုခေါ်လဲတော့မသိကျွန်တော်ခေါ်မတတ်ဘူးအဲ့ဒါလေးကိုဒီမှာနှိပ်ထားလိုက်နှိပ်ပြီးသွားရင်ဒီမှာ redstone ကျိုးလေးနဲ့ဆင်လိုက်ပဲပေါ့နော်ဟုတ်ပြီဆင်လိုက်ပြရတယ်ပြီးသွားရင်ဒီလိုမျိုးတသားဘလော့လေးကိုခံထားလိုက်တော့ရတယ်နော်ဆက်လီကားလေးကပြီးသွားပြီပေါ့နော်နည်းနည်းလေးလွတ်အောင်လေးဖုံးလိုက်အောင်ပါဒါလေးကဲဒါဆိုရင်ရတိတ်ရမသိတာတော့ဒါလည်းပို့ပြီးတော့မသိတာအောင်လုပ်ရတယ်ဒါဆိုလုပ်လို့ရပြီပြမယ်နော်1 2 3 ဒါပေမဲ့ကျွန်တော်ကဒီရိုင်းလေးပဲ4တစ်ပဲလုပ်လိုက်တယ်ပေါ့နော်သူကမနေကြတော့4တစ်လောက်ရမှာဒီထက်အများကြီးရှိသေးတယ်ဒါဆိုရင်ဒီဗီဒီယိုလေးကတော့ဒီလောက်ပဲပေါ့နော်နောက်နေ့ကျွန်တော်ဘာလို့ရအောင်လဲဆိုတာ comment မှာပဲရေးခဲ့ပေါ့နော်ဒါလေးကိုတော့7မှတ်မှာဘယ်လောက်ပေးလဲcomment မှာရေးခဲ့ပါအားလုံးပဲတတာ